21ကနေစလို့ဒီ2025အထိလဲ CDM ဝင်တဲ့ဝန်ထမ်းတွေကိုဒလန်ဆိုတဲ့ခေါင်းစဉ်နဲ့တပ်ဖြတ်ခဲ့ကြပြီးပြီဗျ။နေပြီးတော့မှ CDM ဝင်တဲ့သူတွေပေါ့နော်။ဒီ CDM ဝင်တဲ့သူတွေကိုဒါအပြစ်ပေးတဲ့စနစ်နဲ့ဒါလှုပ်ဆောင်သွားမယ်ဆိုတဲ့ဟာကိုထုတ်ပြန်တယ်ပေါ့ဗျာ။အဲ့တော့အဲ့ဒီမတိုင်ခင်ဒီ2021ကနေစလို့ဒီ2025အထိလဲ CDM ဝင်တဲ့ဝန်ထမ်းတွေကိုဒလန်ဆိုတဲ့ခေါင်းစဉ်နဲ့တပ်ဖြတ်ခဲ့ကြပြီးပြီဗျ။အဲ့တော့ဒီလိုတွေတက်ဖြတ်ပြီးတဲ့အပြင်မှာထပ်ပြီးတော့ဘလိုတွေများအေးရုံမှလဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့စဉ်းစားတာပေါ့ဗျာအဲ့တော့ကိုယ်တိုင်တော်မှနေစရာထိုင်နေရာမရှိဘဲနဲ့ဘယ်နေရာကပြောလို့ပြောနေမှမသိတဲ့ကောင်တွေကတက်ဖြတ်မှုတစ်ခုလောက်ပဲလုံးနိုင်တဲ့ဟာတွေပေါ့နော်အဲ့ဒီမှာထပ်ပြီးတော့ထုတ်ပြန်သွားတဲ့ဟာကဘာလဲဆိုတော့စီရီယံဝင်ထားတဲ့သူတွေကိုတော့သူတို့ကစုဘေးစနစ်ပေါ့အဲ့တော့ဒီမှာတော့ကိုမောနဲ့ဟိုနင်းလေးရေးထားတယ်ဆိုတော့ရိုင်းဆိုင်ပြောရတာမပြောတော့ပါဘူးအဲ့တော့သူတို့ဟိုနင်းပေါ့အရင်ကျေးသုံးလေးပြောရရင်တော့ဟိုမာဆက်ဆိုတဲ့အခန်းမျိုးတွေမှာလိုင်စင်များထုတ်ပေးမလားပေါ့တို့ဒီမဟုတ်ဖောက်တယ်များရှာပေးမလားပေါ့နော်ဒါသူတို့ကဟိုစုပေးစနစ်ဆိုတဲ့ဟာပေါ့ငွေကြေးကတော့မထောက်ပံ့နိုင်တဲ့ဥစ္စာတော့ကျွန်တော်တို့သိတာပေါ့နော်ဒါ2021 2022မှာစီရီယံတွေကိုဝင်တဲ့စီရီယံဝင်လာတဲ့သူတွေကို2023မှာသူတို့ထောက်ပံ့ခဲ့တယ်ဆိုတဲ့ငွေကြေးပေါ့နော်ထုတ်ပြန်ခဲ့တယ်ထုတ်ပြန်ခဲ့တဲ့အခါမှာကျွန်တော်လိုက်တွက်ကြည့်လိုက်တော့စီရီယံတယောက်ကို2နှစ်တာပတ်လုံးမှာငွေ1000တောင်မပြည့်ဘူးဗျသူတို့ UNG ကထောက်ပံ့နေဆိုတဲ့ငွေကြေးပေါ့နော်ကျွန်တော်တွက်ကြည့်တာအဲ့တော့ဟိုဒီသူ့အလုပ်သူလုပ်တယ်ကျမကြီးအဓိကတော့ကျွန်တော်ကျန်တဲ့ဝန်ထမ်းတွေတော့မပြောပါဘူးဒီကျမကြီးဝန်ထမ်းနဲ့ဒီပညာရေးဝန်ထမ်းပေါ့လူငယ်လူရွယ်တွေပညာတတ်ဖို့အတွက်ကျောင်းဆရာမတွေကသင်ပေးတယ်ဗျာအဲ့ဒါကိုအေးအေးယူမယ်ဆိုတဲ့အရာကတော်တော်လေးကိုအောက်တန်းကြတဲ့အလုပ်ဖြစ်တယ်လို့တိုင်းပြည်ကိုဖျက်ဆီးတာလည်းဖြစ်တယ်လူငယ်လူရွယ်တွေရဲ့ဘဝကိုရိုက်ရှိုးတာလည်းဖြစ်တယ်နောက်တစ်ခုဆေးရုံဆေးကန်းနဲ့ပတ်သက်လို့ဒါမကြမ်းမာတဲ့သူတွေဆေးရုံဆေးကန်းတက်နေရတဲ့ဟာတွေရှိတယ်ဒါတွေကိုစီရီယံတွေကျောင်းဆရာအုံနဲ့ပေါ့နတ်စမတွေဆရာဝန်တွေကစီရီယံဝင်ရမယ်မဝင်ရင်အေးယူမယ်ဆိုလို့စီရီယံဝင်သွားကြတယ်ဆိုရင်ဒီဆေးရုံဆေးကန်းမှာရှိတဲ့လူနာတွေကိုဘယ်သူကကုသမှာလဲဒါကျွန်တော်တို့ဒါဟိုကိုဗစ်ကာလမှာလည်းကြုံခဲ့တယ်ဗျစီရီယံဝင်ဆိုတော့ဝင်သွားတဲ့အပြင်မှာဘာဖြစ်လဲဆိုတော့ဒီဟိုနေအောက်ဆီဂျင်အိုးတွေကအစတော့ခတ်ပြီးတော့ဟိုဖွတ်သွားတာတို့ဟိုဂက်စစ်တွေဖောက်ထုတ်သွားတာတို့ဒါမျိုးတွေလုပ်ခဲ့လို့လေလူအများကြီးတည်ခဲ့ရတယ်ဗျာအဲ့တော့ဒီလိုရုပ်မာတဲ့အဖွဲ့အစည်းကိုထောက်ခံနေတဲ့သူတွေကိုတော့ကျွန်တော်ဘလို့အုံနောက်မျိုးနဲ့ထောက်ခံနေလဲလို့တော့ကျွန်တော်လည်းမစင်သားတတ်တော့ဘူးဗျာဒီပေါ့တော်တော်လေးဒီအဖွဲ့အစည်းတွေကိုထောက်ခံတဲ့သူတွေအားလုံးရဲ့အသိဉာဏ်လည်းဒါမေးခွန်းထုတ်စရာဖြစ်တယ်ဗျာနော်နောက်တစ်ခုကဒီအဖွဲ့အစည်းကိုယ်တိုင်ကလည်းမေးခွန်းပြန်ပြီးတော့ထုတ်ခံရမယ်အဖွဲ့အစည်းမျိုးဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုစောဝတ်ဒုစနာပြောသူဘယ်မှာထိုင်လို့ထိုင်ရမှန်းမသိတဲ့အဖွဲ့အစည်းကမေးခွန်းထုတ်တယ်နောက်တစ်ခုကသူတို့ထင်နေတာကဒီတော်လန်ရေးကအောင်မယ်လို့ထင်နေကြတာခက်တယ်ဗျာဒီလားသူတို့တည်ထားမှာလေဒီတော်လန်ရေးကကျွန်တော်အမြဲတမ်းပြောနေသလိုနိုင်လဲရှုံးလဲရှုံးတော်လန်ရေးနိုင်ရင်လဲခစ်ကပြက်နေပြီနိုင်ငံကပျက်စီးနေပြီသူတို့ကိုသူတို့အမှလုံအောင်ပုံရမယ်ဘဝမျိုးပါဘာကြောင့်အဲ့ချိန်မှာသူတလူငါတမင်းနဲ့နိုင်ငံကပျက်စီးတော့မှာဖြစ်တယ်အဲ့တော့ထားပါတော့ CDM မလုပ်လို့သူတို့တော်လန်ရေးအောင်တဲ့ခါကြလို့ရှိရင်နော်မြန်မာနိုင်ငံမှာလိုက်ပြီးတော့ဖမ်းမယ်ဟိဆိုသူတို့ကဘယ်မှာဖမ်းမှာလဲအဓိကရခိုင်ပြည်နယ်မှာသွားဖမ်းမှာလားအေးကသူတို့ကိုတခါလေရခိုင်ပြည်နယ်တာမဟုတ်ပါဘူးချင်းပြည်နယ်ပလောဝါထိကနေပြီးတော့ AR စက်တွေထိဟာရခိုင်အေးကသိမ်းမှာဖြစ်တယ်အဲ့တော့တော်လိုင်းအောင်သွားပြီဆိုတော့အဲ့နေရာတွေမှာတေချာတခုက energy ဖမ်းလို့မရဘူးဖမ်းမယ်ဟိဆိုအေးကသူတို့ကိုကောင်းကောင်းပညာပေးလိမ့်မယ်နော်ဟုတ်ပြီရှမ်းပြည်မှာသွားဖမ်းမှာလားဆိုတော့ရှမ်းပြည်မှာ RCSS နဲ့မှာသွားဖမ်းမှာဆို CDM အဲ့မှာ CDM မလုပ်ခဲ့သူသွားဖမ်းမှာရှမ်းပြည်မှာလည်းဖမ်းလို့မရဘူးဟုတ်ပြီကရင်ပြည်နယ်မှာသွားဖမ်းမလားဆိုတော့ကရင်ကလည်းတေချာတယ်ဒီပဲခူးတိုင်းရှေ့ချမ်းမှာသူသွားဖမ်းလို့မရဘူးနော်အဲ့တော့ကရင်မှာလည်းဖမ်းလို့မရအဲ့တော့သူတို့ကဘယ်မှာသွားဖမ်းမှာစကိုင်းတိုင်းကွက်ကလေးမှာမှပဲဒီပေါ်ခေါ်မဆိုလို့ရှိရင်တို့ PLA တို့နဲ့နော်ဒီ NUG အုပ်စုတို့နဲ့ဟာနေပြည်တော်ခွဲအောင်အဲ့တော့ဘယ်မှာသွားဖမ်းမှာလဲရန်ကုန်မှာဖမ်းမှာလားရန်ကုန်ကလည်းသူတို့ရမယ်လို့ငါထင်နေလားအဲ့တော့တော်လိုင်းအောင်မှာဖမ်းမှာနော်တော်လိုင်းအောင်ရင်လည်းမြန်မာပြည်ကရှုံးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ဒီ CDM ဖမ်းမှုဆိုတာကအဲ့ချိန်ညမှာတော့ဗျာကဘာကြီးတောင်ပြက်နေပြီသူတို့ဖမ်းနေလိုက်ဖမ်းပေါ့ဗျာနော်မြန်မာပြည်တောင်ပြက်နေပြီဗျာနော်အဲ့လိုမျိုးပြောရမှာပါအဲ့တော့ဒါကတော့နံပါတ်1ချက်ပေါ့လေနံပါတ်2ချက်အနေနဲ့ဒီလိုမျိုးဒါ CDM ပေါ့ CDM ဖမ်းမယ်ပေါ့non CDM တွေဖမ်းမယ်ဒါအရေးကြီးမဲ့ဥပဒေကြောင့် NUG ဟာသူတို့ရဲ့အသိဉာဏ်မဲ့မှုနဲ့သူတို့ကိုအခုလောလောဆယ် NLD ကစတင်စွန့်ခွာနေပြီနော် NLD စတင်စွန့်ခွာနေပြီတိုင်းရင်းသားလက်နက်ကိုင်တွေစတင်စွန့်ခွာနေပြီဒီလိုကြာရှုံးဖွဲ့စည်းတစ်ခုကဖမ်းမယ်ဆိုတော့နော်နောက်ထပ်သူတို့ရဲ့ performance ဆိုတော့ကိုယ်တည်တွင်ကိုတူးပြီးတော့နော်
ကိုတင်းချိုင်းမှာကိုတေတွင်ကိုတူးတဲ့ပုံစံလေးပဲကျွန်တော်မြင်ပါတယ်ကိုစပါတူတယ်လားအဲ့တော့အားရပါတယ်ကိုစပါတော့အောက်ကြသွားနော်ကဲစိုးဦးလားပြောချင်တာပြောပါဦး ကျွန်တော်မပြောပါဘူးစောနာအကိုပြောတာနည်းနည်းအေးသေးစစ်ပွဲကြိုက်လို့ပါငါထားပါ အေးဟုတ်ပြီအဲ့တော့အောက်ပြီအချောချအေးပြောပါမင်္ဂလာမဆိုနေရအဆက်ဖြစ်အေးအဲ့တော့ကဒီပေါ့ CDM နဲ့ပတ်သက်လာလို့ရှိရင်တော့ NUG ကကြာရှုံးနေတဲ့ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တစ်ခုခုလောက်လိုက်တိုင်းမှာသူတို့ကတစ်ဖွဲ့ဆုံးခွာတယ်နော်နှစ်ခုလောက်ရင်နှစ်ဖွဲ့ဆုံးခွာတယ်သုံးခုလောက်ရင်သုံးဖွဲ့ဆုံးခွာတယ်အခုလိုမျိုးမြန်မာနိုင်ငံလုံးနဲ့ဆိုင်တဲ့ဒီ CDM ပေါ့အခုဒီတို့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါမျိုးပြောလိုက်ခြင်းအဖြစ်သူတို့ကိုမြန်မာနိုင်ငံပြည်သူပြည်သားတွေနဲ့လုံးဝမဆိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာပြီသူတို့မှလက်နက်ရှိလို့တာလေနော်နည်းနည်းလေးမမကြီးမမခဏလေးတော့ငါဒီနေ့မှပြောငါနည်းနည်းလေးပြောပြန်ဆင်းတော့မယ်အလုပ်ထမှမလို့အခုညင်ရလို့မဟုတ်ဘူးခုမှကျောင်းဆရာမတွေကိုတတ်နေတဲ့ကိစ္စကိုမင်းဒေါ်စန္ဒာမင်းကပြောလာတယ်ပြီးတော့မှဦးကြီးမြင့်ကလည်းပြောလာပြီအဲ့တော့တကယ်မင်းတို့ဟိုတင်းမောစီဒီယန်ကိုအပြည့်ဟိုအရေးယူရေးဆိုတဲ့ကိစ္စတက်ပြီးတော့နေစီဒီယန်မလက်ပံလူတယောက်တတ်ရတော့မယ်ဆိုရင်တရားစဉ်းစားမြန်မာနိုင်ငံသားတွေစဉ်းရမှာငါစဉ်းစားရမှာမဟုတ်ဘူးစီဒီယန်မလောက်တာနဲ့ဒီလူတွေကိုခွေးတကောင်လူကြက်ကလေးတကောင်လူတတ်တာကိစ္စကအဲ့ကဘာပေါ်မှာနော်ကြီးမာတော့လူတတ်မှုအကျန်းဖက်လို့ခေါ်ပါတယ်နော်ကဘာမှာဒီနေ့ဒီအကျန်းဖက်နေနီရေးမှာအကျန်းဖက်လောက်ရအကျန်းဖက်ဆိုတဲ့လောက်ရတွေကဒီနေ့လက်နက်မဲ့ပြည်သူလူထုကိုအထူးသဖြင့်ကျောင်းဆရာမတွေဆိုတာကကျောင်းဆရာမဆိုတာတော့ဘောပင်လေးကန်ပြီးမြေပြူလေးကန်ပြီးတော့နေဟုတ်လားဖြူစင်တဲ့ဥဆောင်လေးဝုတ်ပြီးစာတင်ပေးနေတဲ့ဒီအနာဂတ်လူငယ်တွေအတွက်ခပေးလေးသူငယ်အခွင့်အရေးမှာဗာရေးထားလဲဆိုကမ္ဘာကုလသမဂ္ဂကအဲ့ဒီနိုင်ငံရဲ့အစိုးရကအဲ့ဒီနိုင်ငံရဲ့ကလေးတွေကိုပညာတတ်ဖို့သူတို့ရဲ့အနာဂတ်ကိုနော်အနာဂတ်ကိုညီလောင်မြောက်ပေးရမယ်ဒီကလေးတွေအနာဂတ်တွေဟုတ်လားသူတို့ဘဝတိုးတက်ဖို့ကိုအဲ့ဒီနိုင်ငံရဲ့အစိုးရကသူတို့ပညာတတ်အောင်သင်ပေးရမယ်ဆိုတဲ့လူ့ခွင့်ရေးရှုထောင့်ကနေမှကလေးသူငယ်လူ့ခွင့်နော်ဒါဆိုရင်ဒီနေ့လူ့ခွင့်ချိုးဖောက်နေတာက NUG နဲ့ PDF မဟုတ်ပါဘူးလို့ညင်းညင်းတဲ့ဆိုကြက်တယ်လူတက်လာခဲ့တနေ့ဟိုမှာတတ်သွားတယ်ကလေးအရှိမမိဘနှစ်ပါးကိုတတ်သွားတယ်ဆိုတဲ့ဟိုတင်းကြီးကအရန်ကိုရုပ်ဆူလုံးပါတယ်အဲ့တော့တို့ဒီတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်ကလေးလေးတယောက်ရှိမှအဲ့ဒီသူ့အဖေနဲ့သူ့အမေကဘလောက်လောက်အထူးတစ်ဖြစ်ယောက်ျားလေးတွေပေါ့နော်အဲ့ဒီကလေးတွေရဲ့အဖေကလေးတွေရှိပြီဆိုအဲ့ကလေးရှိမှအဲ့သူ့အဖေကိုမင်းမထိုးရအောင်လက်နဲ့မဆဲရဘူးအဲ့ကလေးကိုဟိုတည်းပြရမယ်ကလေးတွေကသူတို့ကစိတ်ပိုင်းဆိုင်ရာဝေဒနာခံစားရမှာဆိုလို့ကျမကြီးဟိုတည်းကနေကြည့်ပြီးအဲ့တော့ဒီလိုစိတ်ဓာတ်မရှိတဲ့အောက်တာစာ PDF ဒူရှုပ်မာတွေကဒီနေ့တိုင်းပြည်ကိုဖျက်ဆီးနေတာမင်းတို့ဘလို့စိတ်ဓာတ်နဲ့သွားပြီးတော့နေဒီကောင်တွေကိုပတ်စအလူပေးနေတာဆိုတော့မြန်မာနိုင်ငံလူတွေအုံတော်မရှိမှန်းအတန်းသိနော်အဲကြောင့်မင်းတို့စဉ်းစားပါနော်အဲ့တော့လူတွေကပြောလာပြီးမင်းတို့အယုံမာမှုတွေတဖြည်းဖြည်းနဲ့ပေါ်ပေါက်လာတဲ့အတွက်ကအဲ့တော့အောက်တန်းစားကလေးကချီအောက်ကျမြက်ပေါက်တွေကအခုချိန်ထိခွေးကြံနေတုံးမဲဆိုတာတော့မင်းတို့တဘောပေါက်ဘူးလို့ကဲတငယ်ငါအလောက်မှမစင်းတော့မယ်တိတ်လားအေးဟုတ်ကိုပါကဲဟုတ်ပြီတက်တာပြောချင်တယ်မမောင်မင်္ဂလာပါမင်္ဂလာပါကိုမမောင်လိုက်တယ်ကျွန်တော်စကနေကြာလာကြည့်ဘူးတယ်အားတော့ပြစ်တယ်အစကနေနော်ဟုတ်ကဲ့ဟိုYouTube တွေမှာ Facebook တွေမှာကျွန်တော်တက်လို့မတက်ဘူးလေကြာဒါပေမဲ့ကျွန်တော်ကြည့်တော့နေတယ်ကိုမမောင်ဟိုစင်ကာပူရောက်တာတွေလည်းကျွန်တော်သိတယ်တော့စားကနေကျွန်တော်ကြည့်နေခုမှကိုမမောင်နဲ့ပြောမရမယ်ကျေးဇူးပါတယ်အဲ့တော့ကိုမမောင်တင်လိုက်လို့ကိုမမောင်ကျွန်တော်ညီလေးနာမည်နဲ့တူပါပဲကျွန်တော်ညီရလဲမောင်နဲ့ဟုတ်ပါပြီမပြောပါဘူး
အရင်ကြီးတော့နားမလဲပါဗျာကိုသူတို့တက်ဆွေးနေတာတွေကိုမမောင်တို့ပြောတာတွေကျွန်တော်နားထောင်ပါတယ်တော်တော်လေးနားထောင်တာဘာမှဟိုလိုရန်ဖြစ်တော့တက်တာတွေဘာလည်းမရှိဘူးကိုမမောင်လိုပဲကျွန်တော်ဆဲလည်းမဆဲဘူးကိုမမောင်လိုက်တွေတော်တော်အရန်ရင်ကြီးတယ်ကျွန်တော်စကနေကျွန်တော်ကြည့်နေတာတိတ်တိတ်လေးကြည့်နေတာဒါပေမဲ့အဲ့လိုတည်းကျွန်တော်ကိုမပြောဘူးဒါပေမဲ့ခုနကကိုမောင်ဆိုးတို့လိုက်တယ်ကြည့်ဘူးတဲ့ကိုမောင်ဆိုးတို့ကိုသူတို့ဆိုတို့ကုန်ကြည့်တယ်နောက်ပြီးကြတော့ဟိုတယောက်ကြံနေတယ်ကိုစောမသူကျွန်တော်တော့တာမန်ဒီတိုင်းတယောက်ပါပဲဒါပေမဲ့ကျွန်တော်အမြင်ခုနကိုမောင်ဆိုးပြောသွားသလိုသူတို့တော်လာရေးကကျောင်းဆရာမတွေတတ်တာတော်လာရေးလားကျွန်တော်မေးချင်တာနော်ကမောင်ကျွန်တော်အတိပါဗျာကျွန်တော်ဘာပန်းနဘိန်းတယောက်နေမေးတာဗျာသူတို့တော်လာရေးအကြောင်းဆရာမတွေတတ်မှတော်လာရေးလားအဲ့ဒါမေးချင်ဘာဆိုင်လဲဗျာနော်ဟုတ်အဲ့တော့ဒါလူခွေပေါ့အစိုးရတရက်လို့ကိုဘယ်ခေါ်မှာသူတို့မြန်မာနိုင်ငံကနော်ဒီလိုပဲနော်ဒါနေနေပေးပြစမ်းအစိုးရတရက်အနေနဲ့ပေါ့ကိုရည်ရွယ်ထားလို့ရှိရင်ဒီအစိုးရတရက်ကအခြေခံဥပဒေရှိတယ်ဒီအခြေခံဥပဒေကလည်းတို့နိုင်ငံတကာပြည်ငင်းတွေပေါ်မှာအခြေခံမှုတွေအများကြီးရှိရတယ်လူခွေရေးပေါ်မှာပေါ့နော်လူခွေရေးပေါ်မှာလူခွေရေးအဖြစ်လက်မှတ်ထိုးထားရဲဆိုလို့ရှိရင်အဲ့ဒီလူခွေရေးပေါ်မှာလက်မှတ်ထိုးပြီးတော့တို့တိဆောက်ရတဲ့အခြေခံဥပဒေတွေပါအဲ့တော့ဘလို့အဲ့ဒီအခြေခံဥပဒေပါလဲဆိုလို့ရှိရင်ကလေးငယ်ပညာတတ်ရေးတွေပါတယ်ပြည်သူလူထုရဲ့ကျန်းမာရေးတွေပါတယ်နော်ကျန်းမာရေးခွင့်ရေးတွေရှိရမယ်ပညာသင်ကြားခွင့်ရှိရမယ်နော်လူခွင့်ရေးတွေရှိရမှာပေါ့အဲ့တော့ NUG ဟာအခုဆိုလို့ရှိရင်သူတို့ရဲ့ဒီမစင်မချင်ပေါ့ဒီ CDR ဥပဒေကြောင့်သူတို့ရင်ဆိုင်ရမှာပထမအဦးဆုံးနိုင်ငံတကာရဲ့ရှုံချမှုရင်ဆိုင်ရမှာဖြစ်တယ်လူခွင့်ရေးချိုးဖောက်နေတဲ့အဖွဲ့အစည်းဖြစ်နေသူတို့ဟာခေါင်းစဉ်အတက်ခံရမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ခုဒီဥပဒေကြောင့်ပေါ့ဒီဥပဒေကြောင့်ဒီ NUG ဟာကိုတွင်းကိုတူးပြီးတော့နော်သက်တည်နေသူတို့ဖြစ်နေပါပြီအဲ့တော့သူတို့တစ်ခုလောက်လိုက်တိုင်းမှာသူတို့အကြရှုံးဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်မို့အကြဘက်ကိုရောက်နေပဲ NUG ကဒါဟာအကြဘက်ရောက်နေခြင်းလို့ပြောလို့ရတယ်နော်အကြဘက်ရောက်နေပါပြီ။အဲကြောင့်သူတို့လောက်လိုက်တာမှာအမှားကြီးပဲဖြစ်နေတယ်။ NLD ကလည်းသူတို့ဆွန့်ခွာလာပြီဖြစ်တယ်။အတိုင်းသားလက်နက်ကင်တွေတော်တော်များများကလည်းသူတို့ကိုဆွန့်ခွာလာပြီဖြစ်တယ်။နော်အဲ့တော့ဒီမြောက်သုံးကောင်ပေါ့မြောက်သုံးကောင်အုပ်စုကလည်းသူတို့ကိုဆွန့်ခွာလာတာပဲ MNDA ပေါ့ဆိုဒီ NUG ကိုလုံးဝအတိမတ်ကိုပြူတာမဟုတ်တော့TNL အနေနဲ့ကတော့လောလောဆယ်ငပိန်းလက်ခုတ်တန်ချူလို့ရတော့ချူနေမှာAA အနေနဲ့ကလည်းဒါဘယ်လိုခေါ်မလဲသူတို့ကအဲ့လောက်ထိရေးရလောက်တာမဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်မလို့အခုလိုမျိုးဒါမျိုးလုပ်တဲ့အခါကျတော့မြန်မာနိုင်ငံမှာရှိတဲ့သူတို့ကိုထောက်ခံနေတဲ့ပြည်သူတွေကပို့ပြီးတော့နည်းနည်းလာမှာဖြစ်တယ်အဲ့တော့ကြာရှုံးဖွဲ့စည်းတစ်ခုအနေနဲ့လုံးဝပို့ပြီးကြာရှုံးအောင်သူတို့ကိုဆက်လုပ်နေတာဖြစ်တယ်နောက်တစ်ခုကအဲ့ဒါနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတဲ့ပြည်သူတွေလည်းပြောမယ်ဆွမ်းနာကျွန်တော်ပြောသလိုပေါ့ဗျာနော် NUG ကကြာရှုံးဖွဲ့စည်းလည်းဖြစ်တယ်လို့သူတို့ရဲ့တော်လှန်ရေးကလည်းနိုင်လဲရှုံးလဲရှုံးဖြစ်တယ်သူတို့နိုင်တဲ့အခါကြောက်လို့ရှိရင်လည်းမြန်မာနိုင်ငံပြဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ခစ်ပြက်တက်ပြက်ကြီးမှာသူတို့ကိုယ်တိုင်တော့မှပဲလုံခြုံအောင်ပေါင်းရမယ့်အခြေအနေမျိုးရှိပါတယ်နော်အဲ့တော့ခစ်ပြက်နေပြီဗျာဘယ်မှာသွားဖမ်းမှာကရင်နယ်မြေမှာသွားဖမ်းမှာလားစီဒီအန်တွေကိုကရင်ကသူတို့ကိုပြန်ပြီးတော့ဟလာပညာပေးလိုက်မှာပေါ့နော်ရှမ်းပြည်မှာလည်းဖမ်းလို့မရကချင်ပြည်မှာလည်းဖမ်းလို့မရဗမာမှာဖမ်းလို့မရတဲ့အခြေအနေမျိုးတွေဖြစ်မှာပါနောက်တစ်ခုကတော့ဒီဗမာတွေအများစုရှိတဲ့ဒီပဲခူးမှာတော့မှဖမ်းလို့မရပဲခူးရှေ့ချောင်းကရင်ရယူမှာဖြစ်တယ်လို့ပဲခူးနောက်ချမ်းကိုနော်ရခိုင်အုပ်စုတွေကအကယ်၍ပေါ့နော်သူတို့အောင်သွားခဲ့ရင်ပေါ့ရခိုင်အုပ်စုတွေကလွှမ်းမိုးထားမှာဖြစ်တယ်အဲ့တော့ဗမာမှာဘာမှသုံးလို့မရတဲ့အခြေအနေမျိုးကိုပြောပြချင်တယ်နော်ဟုတ်ပြီအပေါ်ဆုံးကနောက်တစ်ယောက်မင်္ဂလာပါခင်းလားဒါဖွင့်လိုက်နော်မင်္ဂလာပါကိုမောင်မင်္ဂလာပါတန်ကြမှတ်မိလားမသိပြောပါဘယ်သူလဲကိုတော့တိတ်မှတ်မိနော်ဟုတ်ကျွန်တော်တန်ကြကျွန်တော်ဘယ်သူလဲတမှတ်မိလားမသိဘူးဒီနေ့တော့ဖွဲ့လာပြောနေတယ်ဟုတ်ပြီမမမိဆိုရင်ကျွန်တော်ရုပ်ပြလိုက်ပါမယ်နော်ရုပ်ဖွင့်ပြပါမယ်အေးပြောနင်းချင်းနေโอเคပါလောတဲ့တော့ပြောစားလို့မရှိသေးပါဘူးကြုံကြိုက်တော့ဝင်ပြောလိုက်ပါမယ်ပြောစားမရှိသေးဘူးပြောမယ်ဆိုလို့ကျွန်တော်တို့စကားပြောရဲဆိုတာက
ဟိုတက်ဆိုင်မှုရှိမှပေါ့နော်တက်ဆိုင်မှုရှိမှပြောတာပြီးတော့စကားကိုလည်းဗြဟ္မဏလည်းမပြောဘူးစီးနဲ့ကန်နဲ့စနစ်တကျကျွန်တော်ပြောတာပဲရှိပြီးတော့လူမျိုးကြီးလည်းမတက်ခိုက်လို့ဘာသာကြီးလည်းမတက်ခိုက်ဘူးဒါမျိုးရှိအဲလောဆယ်တော့ပြောစရာစကားလုံးလေးတက်ဆိုင်မှုမရှိသေးတဲ့အတွက်မပြောသေးပါဘူးကင်မရာပိတ်ထားပါမယ်မပိတ်ပြီးတော့ညနေပါအောင်မယ်ခင်ဗျာ ဟုတ်ပါကောင်း ဟုတ်ပါပြီ ကောင်းပြီတော့စီရီယံဥပဒေနဲ့ပတ်သက်ပြီးတော့ဘာမှမကြောက်ပါနဲ့နော်ခစ်ပြက်ကြီးပဲနိုင်လဲရှုံတော်လိုင်းရဘာမှသူတို့မျောလင်းချက်ရှိတာမဟုတ်ပါဘူးနော်နိုင်ငံဖြက်စီးတာတခုပဲရှိမယ်ဝိုင်းဖြက်စီးလို့ပဲရမယ်နိုင်ငံထူထောင်မဲ့တော်လိုင်းရေးမဟုတ်တဲ့အတွက်ကြောင့်မလို့မပူနဲ့အဲ့ချိန်မှာတော့ဗျာမိုးပြူမှာတော့အများပါဟုတ်လားအဲ့ချိန်ကြလို့ရှိရင်မပူပါနဲ့ဒီ NUG အုပ်စုနဲ့ဒီဒေတာ PDF တွေပြန်ပြီးတော့စော်ကြအောင်မယ်နော် NUG ထဲမှာနှစ်ချမ်းတွေကွဲကြအောင်မယ်ပြီးရင်နောက်ထပ်တော့ဘယ်လိုဗမာအဖွဲ့ဒီမောင်ဆောင်ကားတို့အုပ်စုတွေကလည်းစူလာကြအောင်မယ်အဲ့မှာမပုံနဲ့ငိန်ကုတ်နေတဲ့ DKBA တို့ဘာလို့အုပ်စုတွေကရှိသေးတယ်နော်တခြားအုပ်စုတွေကရှိသေးတယ်တို့မြန်မာပြည်ကြီးသူတို့ငါတမင်းဖြစ်နေတဲ့အချိန်မှာတော့ကွာဒီအဲ့ချိန်ညမှာစီဒီယန်ဥတွေလိုက်ဖမ်းမယ်သူတို့ကိုယ်တိုင်ယူဖြစ်မှာနော်မပူကြပါနဲ့လို့ပြောချင်တယ်အေးစင်းနာထောင်ကျေးဇူးများတင်ပါတယ်ဟုတ်ပါပြီအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲခဏထားမယ်နော်ဆန္ဒကအစ္စရေးနဲ့ပါလက်စတိုင်းအစ္စရေးနဲ့အီရန်ကိစ္စကိုပြန်ဆက်အောင်ပါနော်အဲ့တော့နှစ်ဖက်စလုံးကကိုရီနဲ့မကင်းကြောင်နေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကမ္ဘာဒီစီမင်းစီကန်းနေနဲ့ကြည်မှာပါအခုလက်ရှိအခြေအနေမှာတော့အစ္စရေးကစတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်နော်ဒီအီရန်နိုင်ငံတွေကိုဝင်တယ်နျူကလ িয়ার စိုက်တွေကိုဝင်တိုက်တယ်ဒါမျိုးစတင်တိုက်ခိုက်ခဲ့မှုကတော့အီရန်အနေနဲ့သူတို့ပြန်ပြီးတော့ခုခံတာပဲရှိတယ် retaliation လုပ်တာပဲရှိတယ်နော်attack လုပ်တာမဟုတ်တဲ့အတွက်ကြောင့်မလို့တို့ကဒီဥပဒေနဲ့ပဲကြည်ရမှာပါနော်အဲ့ဒါကြောင့်မလို့တို့ကတော့ဥပဒေကြောင်းရအီရန်ဘက်ကပဲအခုတို့ကရက်တည်ပါတယ်ကျန်တာဟိုမဆိုနှစ်ဖက်စလုံးကိုယ့်ရဲ့မိတ်ဆွေတွေဖြစ်နေတာပေါ့နော်တေချာတခုကတော့အစ္စရေးကြရှုံးလို့တို့မြန်မာပြည်ပြဿနာအဲ့လောက်မရှိဘူးနော်ဒါပေမဲ့အီရန်ကြရှုံးလို့ခါကြလို့ရှိရင်တော့တို့ရှေ့လေပိုင်းတစ်ခုလုံးကဘယ်လိုခေါ်မလဲဆိုရင်ယဉ်ကျေးမှုတွေအတိုက်ခိုက်ခံရမှာဖြစ်တယ်လို့အခုတို့ကသုံးသပ်တယ်နောက်ထပ်ဒီအဲ့ကမှတအီနဲ့ပြိုလာမှာကတော့တရုတ်နဲ့ရုရှားပါဖြစ်တယ်တရုတ်နဲ့ရုရှားပြိုလို့ရှိရင်တော့တို့ရဲ့ NASA ကလည်းအခြေအနေမကောင်းဘူးဒီညမှာ NASA ကသိထားရမှာဗာလဲဆိုတော့အီရန်ကိုမတိုက်ခင်တော့ကအီရန်ကိုကူညီတော့မဲ့ပုံစံမျိုးနဲ့သိရမလားဒီတို့တရုတ်နဲ့ရုရှားနဲ့ပူးပေါင်းစီးရေးလေးကျင့်တာတွေဆောင်ရွက်တယ်ဆိုလိုချင်တာပူးပေါင်းစီးရေးလေးကျင့်နေတယ်ပေါ့နော်ငါတို့တွေမိတ်ဆွေတွေပေါ့လာမထိနဲ့ထိလာလို့ရှိရင်တို့တွေကစီးရေးဗျူဟာမဟာဗျူဟာလေးနဲ့ဝိုင်းကူညီမယ်ပေါ့ကွာနော်တကယ်ဖြစ်ရောအခုချိန်ထိရုရှားကလည်းဘာမှမကူညီဘူးနော်တရုတ်ကလည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူ့ရဲ့ဒီစီးပွားရေးကလွယ်ပြီးချန်တာထဲမတွက်ဘူးနော်အကုန်လုံးပေါ့ဒီတန်ကင်းတမန်ကင်းလောက်မှာပဲဒါကူညီနေရအောင်တွေ့ရတယ်နော်နောက်ထပ်ကျန်တဲ့သူကိုယ်တိုင်နော်ဟိုဘယ်လိုခေါ်မလဲ proxy war ပေါ့သူ့ရဲ့လက်အောက်ခံလေးတွေလို့ပြောလို့ရတယ်ဒီနိုင်ငံမရှိတော့တပုံအုပ်စုတွေပေါ့ဒီအုပ်စုတွေပြင်ရင်ပဲအစ္စရေးကိုကြီးကြီးမားမားတိုက်ခိုက်တာမတွေ့ရဘူးအဲ့တော့တကယ်ဖြစ်တဲ့ခါကျတော့အားလုံးကအရှူရှူနဲ့ရှောင်ထွက်သွားကြတယ်ပါကစ္စတန်တော့ပြောတယ်ပေါ့အစ္စရေးကိုမင်းတို့နျူကလ িয়ার နဲ့ပစ်မယ်ဟေ့ဆိုလို့ရှိရင်တော့ငါတို့ကနျူကလ িয়ার နဲ့ပြန်ပစ်မယ်အစ္စရေးကိုပြန်ချိန်ချောက်ထားတာတော့ရှိတယ်နော်ကျန်တဲ့ဒီပေလေကွေ့နိုင်ငံတွေဖြစ် Saudi Arabia တို့ဟလာကာတာတို့နောက်ထပ်ဒီကျန်တဲ့နိုင်ငံတွေအားလုံးကလည်းပြဿနာကိုထပ်ပြီးမကြီးအောင်ဆောင်ရွက်ဖို့ပြောတာလွယ်လို့အီရန်ဘက်ကရက်တည်တာမရှိဘူးအဲ့တော့အီရန်ခင်ဗျာမှာတကယ်ဖြစ်ရောအားလုံးကအရှူရှူနဲ့လစ်သွားကြတယ်အဲ့တော့ NASA ကိုလည်းဦးမင်းအွန်လိုင်းကိုလည်းပြောချင်တယ်ဗောနော်ဦးမင်းအွန်လိုင်းဘက်ကထောက်ခံတဲ့သူတွေအားလုံးလည်းပြောချင်တယ်ဘယ်လိုခေါ်မလဲဆိုတော့ရုရှားကိုအားကိုးတာဖြစ်လာရင်ရုရှားကြီးကကူညီတော့မှာတရုတ်ကြီးကကူညီတော့မှာဆိုတဲ့တွေးမြင်ပေါ့ဒါတွေကိုနည်းနည်း short စီရင်တကယ်တမ်းဖြစ်လာလို့ရှိရင်ကိုဖြစ်ကိုပဲခံရတာပါမင်္ဂလာပါကုန်းမောင်နဲ့မင်္ဂလာပါနော်အဲ့တော့အီရန်ရှုံးမှုများမယ်တဲ့အဲ့တော့မနေ့ကတော့ဒေါ်နယ်ထရန့်ကသူ့ရဲ့ TikTok ဘယ်လိုခေါ်မလဲသူ့ရဲ့ဒီ online platform ကနေပြောတယ်ပေါ့နော်အီရန်ခေါင်းဆောင်ပြောတယ်မင်းဘက်မှာရှိရဆိုတော့တို့သိတယ်မင်းတို့ဘယ်လိုရှာလွယ်ကူတယ်ပေါ့နော်အဲ့တော့ဘာလုပ်ရမလဲဆိုလို့ရှိရင်အခုစုံချက်ဖြစ်တဲ့နျူကလ িয়ার ဒီရဲ့ပေါ့ဒီသဘောတူညီမှုကိုလက်ခံလိုက်ပါပေါ့နော်ဆိုလိုချင်တာကတော့သနက်ချလိုက်ပါဆိုတဲ့ပုံစံမျိုးတွေသွားတွေ့ရတယ်အဲ့တော့ဒေါ်နယ်ထရန့်တအားလေတော့သွားတွေ့ရတယ်အမေရိကန်နေနဲ့အီရန်ကိုစစ်တိုက်မယ်ဟေ့ဆိုလို့ရှိရင်အမေရိကန်မှာအခုစီးပွားရေးတွေကျမယ်ကမ္ဘာစီးစည်းတွေကတောင်းကနေဖြစ်မယ်
အဲ့တော့သူကစီးပွားရေးသူ့နိုင်ငံစီးပွားရေးလည်းအပြတ်မခံဘူးအဲ့တော့ဘာလို့လဲဆိုလို့ရှိရင်လူမိုက်ငါတယ်အစ္စရေးကဟဲ့ကောင်မင်းနေရာမှာအစ္စရေးကငါစော်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့အစ္စရေးကစော်ခိုင်းပြီးတော့လက်မှတ်အတင်းထိုးခိုင်းနေတာအီရန်ကအဲ့တော့တနည်းအားဖြင့်သူတို့ကတစ်ဖွဲ့တည်းပဲဟိုဘာမှမဆိုအင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်good cop bad cop ဆိုလို့ကျင်တာရဲနှစ်ယောက်ကဒီဘာမှမဒီပြစ်သားအချုပ်သားတစ်ယောက်စစ်မယ်ဟဲ့ဆိုလို့ရှိရင်ရဲနှစ်ယောက်ထိုင်စစ်တယ်ရဲတစ်ယောက်ကကြာဟဲ့ကောင်ကမလွတ်ပါနဲ့ကွာနောက်တစ်ယောက်ကျဒေါသထွက်ထွက်ရိုက်နေနပန်နေကျင်းနေတယ်မှာဟဲ့ကောင်မဟဲ့ပြောလာလိုက်ပြီလေမင်းကလိုဟိုကောင်ချမှာပေါ့တဲ့မလား good cop bad cop အဲ့ပုံစံမျိုးတွေနဲ့အီရန်ကိုလောက်တာပါအဲ့တော့အစ္စရေးကအီရန်ကိုထုတယ်အီရန်ကဘာပြောခေါ်မှဆိုလို့ရှိရင်ဒီအမေရိကကြတော့ဟိကောင်လက်မှတ်ထိုးလိုက်မင်းလက်မှတ်ထိုးလိုက်ဘာမှမဖြစ်တော့အဲ့ပုံစံမျိုးအဲ့တော့ဒီပုံစံမျိုးနဲ့ရိုက်တာပါနော်သူတို့အုပ်စုလိုက်ကိုဝိုင်းစော်တာဖြစ်တဲ့အတွက်ကြောင့်မလို့အီရန်အနေနဲ့ကတော့ရှုံးဖို့များသလားရှုံးဖို့မများသလားနိုင်ချင်းရှုံးချင်းကြတော့အစ္စရေးကလည်းသူ့ကိုယ်သူအားယုံကြည်တာဖြစ်တယ်သူ့ရဲ့ဒီ drone ကာကွယ်ရေးကအနှိမ့်ဆုံး3ခုလောက်ရှိတာပေါ့3မျိုးလောက်ရှိတာဟုတ်ဒီမျိုးစား3မျိုးလုံးကဒီလောက်ကာကွယ်ထားတာမှပဲအီရန်ရဲ့ drone တွေကိုတကယ်တမ်းရင်ဆိုင်တဲ့အခါမှာတော့မလုံလောက်ဘူးဆိုတော့တွေ့ရတယ်နော်။တွေ့ရတဲ့ကြောင့်မလို့အီရန်မှာအစ္စရေးမှာထိခိုက်မှုတွေတော်တော်လေးကိုများတယ်။ဒါတော့မှအီရန်ကပြောထားသေးတယ်အခုပြစ်တဲ့ drone တွေကပေါ့ drone ကြီးရပါတော့။တာမန် drone အဆင့်ပဲရှိသေးတယ်ပေါ့။ဒီထက်အဆင့်မြင့်တာတွေလာအောင်မယ်လို့တော့အီရန်ကပြန်ပြီးချိန်ချောက်ထားတယ်။ဟုတ်မဟုတ်တော့အကိုတော့မသိဘူး။ဒါကတော့အီရန်ကပြောတဲ့စကား။အစ္စရေးကလည်းပြောတယ်ဒီထက်ကြီးမားတဲ့တိုက်ခိုက်မှုတွေလာမယ်။ဂျာကပြည်သူတွေတနာပါအမှန်ပါတယ်တကယ်ကိုတနာဖို့ကောင်းတယ်နော်။အဲ့တော့အစ္စရေးအနေနဲ့လည်းအခုပြန်ပြီးတော့ကိုချင်းစာတက်လာမှာပါသူတို့တွေနဲ့ဒီဂါဇာမှာဂါဇာကမ်းမြောင်ဒေသမှာစော်ထားတာလေဟုတ်လားပြည်သူလူထုတွေဒုက္ခရောက်တာကြောက်ရွံ့မှုတွေအားလုံးသူတို့ပြည်သူတွေအားလုံးအခုဆိုရင်ပြန်ပြီးတော့ကိုချင်းစာလာတက်ပြီးလို့တော့နားလေထားတယ်ပေါ့ဗျာနော်အဲ့တော့အီရန်နဲ့အစ္စရေးမှာအကိုတို့မြန်မာနိုင်ငံအနေနဲ့ကတော့နှစ်ဖက်စလုံးကကိုမိတ်ဆွေတွေပုံစံမျိုးဖြစ်နေတာပါအဲ့ဒီအတွက်ကြောင့်မလို့ဘယ်ဘက်ချမ်းကရက်တည်မယ်ဆိုတော့ကိုပိုင်ရက်တည်ကြပါလေကျွန်တော်တို့ကတော့ဒီကိစ္စမှာအစ္စရေးစတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ဒါကုလသမဂ္ဂပြည်မြင်နေရကြည့်မယ်ဆိုရင်အစ္စရေးကိုဒါအစ္စရေးနဲ့ဒီအနောက်အုပ်စုရဲ့ဒီဘောလောက်ရက်ကအကြမ်းဖက်မှုကျူးကျော်မှုเนาะအနိုင်ကျင့်မှုလို့ပဲတို့ကပြောမှာတော့ဒေါ်နယ်ထရန့်ကိုယ်တိုင်ခံထားပြီးတော့ခဏအောင်မယ်ကောင်းပါ့ဒီမှာကောင်းပါအဲ့လိုမျိုးပြောရမှာပါအဲ့တော့နှစ်ဖက်စလုံးကဘယ်ဘက်လို့လိုက်အောင်မသိပါဘူးကွာเนาะအီရန်နဲ့ဒီဘာမှမဆိုတော့ရုရှားအုပ်စုငုတ်သွားမယ်ဟဲ့ဆိုလို့ရှိရင်တော့ကဘာကြီးကအခုချိန်မှာဒေါ်နယ်ထရန့်တို့ဒီအနောက်အုပ်စုကအသာစီးရသွားမယ်ဆိုရင်ကုလသမဂ္ဂမှာလည်းအသာစီးရသွားမယ်เนาะကဘာကြီးရာတွေမှာအသာစီးရသွားမယ်เนาะအဲ့တော့အသာစီးရသွားရင်တော့မင်းတို့ဒီတော်လိုင်းအုပ်စုပေါ့ကွာเนาะမင်းတို့ NUG အုပ်စုကအနောက်အုပ်စုနဲ့တော်တော်နှိကတ်တာဟုတ်အဲ့ဒီအတွက်ကြောင့်မလို့တော့နောက်အုပ်စုဘက်ကကျွန်တော်သိတာတခုရှိတယ်လို့ပြောတာတယ်เนาะကိုမောင်ပြပြကျွန်တော်သိထားတာကအဲ့ဒီအစ္စရေးနေရဂျေရုဆလင်ပေါ့ဂျေရုဆလင်စကဒီဘလီဝါပြီးတော့သူတို့မွတ်စလင်ရဲ့ဗိမာန်တော်ပေါ့အဲ့ဒါတွေလူရတကယ်လို့ဟိုနေ့ကတိုက်တယ်ဆိုတာကျွန်တော်သိထားပုံနော်ဟိုနေ့ကတိုက်တာဘယ်လိုပြောရမလဲကွာသူတို့ကနျူကလ িয়ার အောင်မြင်သူကဒီယီမင်နိုင်ငံမှာဟူသီတပုံတို့ဒီပါလက်စတိုင်းမဟာမက်တို့လက်စမမာတို့ဟစ်စပိုလာတို့သူတို့အဖွဲ့တွေထောက်ပံ့ရင်သူကအစ္စရေးကိုအပိတိုက်မဲ့ပုံစံမျိုးသူတို့အဲ့လိုလုပ်ဒါပေမဲ့အဲ့ပွဲကျွန်တော်ပြောရင်တော့ဘာသာရေးစစ်ပွဲလို့ပဲကျွန်တော်ခံယူထားတယ်ဘာသာရေးစစ်ပွဲဆိုတာဇာနေလေအစ္စရေးအနေနဲ့ကအီရန်နျူကလ িয়ার ပိုင်လို့မရဘူးအဲ့ဒါအမှန်ပဲအီရန်နျူကလ িয়ার ပိုင်သွားလို့ရှိရင်အစ္စရေးရဲ့လုံခြုံရေးကချင်းချောက်ခံရနိုင်တယ်အဲ့အဓိကအဲ့ဒါပဲကျွန်တော်ပြောတာလုံခြုံချင်းချောက်ခံရတာအစ္စရေးဘက်ကလည်းကြောက်ရွံ့တာတော့အကျိုးကြောင့်စီလီရောတယ်သူ့ဘာတော့လည်းပဲနျူကလ িয়ার ပိုင်သွားခြင်းဟာအစ္စရေးအနေနဲ့ကြောက်ရွံ့စရာဖြစ်သွားတာမဟုတ်ဘူးဒါပေမဲ့လှုပ်ချင်တာလှုပ်လို့မရတော့ဘူးဆိုတဲ့ပုံစံမျိုးတစ်ခုပဲရှိတယ်နော်ကြောက်ရွံ့သွားစရာတော့မလိုပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်အစ္စရေးမှာလည်းနျူကလ িয়ার ထိပ်ဖူးတွေရှိတာပဲနော်ထို့တူအီရန်မှာလည်းနျူကလ িয়ার ရှိတာလို့ဘာဖြစ်သွားမှာလဲနော်အဲ့တော့အဓိကတော့တေချာတစ်ခုကဘာလဲဆိုလို့ရှိရင်အစ္စရေးအနေနဲ့အီရန်ကိုအနိုင်ကျင့်လို့မရတာကနံပါတ်1ချက်ဖြစ်ပါမယ်နော်နောက်တစ်ခုအနေနဲ့ရှေ့လေပိုင်းမှာလှုပ်ချင်တိုင်းလှုပ်လို့မရတော့ဘူးပေါ့နော်အဲ့တော့အရှေ့လေပိုင်းမှာရှိနေတဲ့ conservative ဆိုတဲ့ဒီရှေးရိုးစွဲတွေအားလုံးရဲ့ရှေ့ရရက်တည်မဲ့အီရန်ရှိသွားပြီပေါ့နော်အဲ့တော့အစ္စရေးလူပေါင်းဝါလို့မရမှာဆိုလို့အဲ့ဒါတော့အမှန်ပဲနော်ခုဆိုဘာသာရေးစစ်ပွဲနှွှဲတယ်ဆိုတော့သူတို့တကယ်လို့အီရန်ကဒီဘာသာရေးဆွမ်းရတဲ့လူပဲအီရန်ကတကယ်လို့ဖြစ်မယ်ဆိုရင်တော့ဒီ sorry တို့ UAE တို့ဘာတို့ကာတာတို့က
ပါမှာမဟုတ်ဘူးကျွန်တော်မြင်ပြောရတယ်သူတို့ကတော့စီးပွားရေးနဲ့သွားတဲ့နိုင်ငံတွေဆိုတော့ မင်္ဂလာပါကိုရမင်္ဂလာပါနော် ဒီကတော့ဂျေရုဆလင်ပဲကျွန်တော်မြင်ဂျေရုဆလင်ကဒီမွတ်စလင်တွေရဲ့ဒီအလာချင်းမြတ်ဒီဗိမာန်တော်လို့သူတို့ခံယူထားတာကွာဂျေရုဆလင်ကလည်းခရစ်ယာန်တွေရဲ့ဒီဗိမာန်တော်ခံအဲ့ဒီအဓိကချက်ကအဲ့ဒါပဲကျွန်တော်မြင်ရတာ အေးအဲ့ဒါတော့ဒီနေ့ဒါတော့ဒီပေါ့ရှူတောင်းတစ်ခုပဲဒီလေနော်ဒါကအခုလက်ရှိစစ်နေတော့တိတ်ပြီးတော့ဒါလည်းသက်ဆိုင်ပါလားရှူတောင်းတစ်ခုလို့ပြောလို့ရပါနော်ကဲကြော်ထပ်ပြောချင်တယ်ပြောပါဦး ကျွန်တော်အခုမေးချင်လို့အခုရနောင်ချိုဘက်မှာဗတ်တက်တွေမျိုးတုံးနေပြီဆိုတည်င်းအမှန်ပဲလား အေးအခုကြားသိရတဲ့ဒီရုပ်သံအထောက်ထားတွေခြိုက်လက်တွေအပေါ်မှာခြေခံကြည့်မယ်ဆိုတော့နောက်ချိုဘက်မှာစစ်တပ်ကတော်တော်လေးဆောင်ရွက်နေပါတယ်ကောင်းပါလေဟုတ်တယ်အခြေအနေကောင်းတယ် ဟုတ်တယ်အဲ့ဒါကျွန်တော်တို့လည်းကြားတယ်နောက်ချိုအတင်းရဟိုအတီးပြုချက်မရသေးလို့အကိုလိုက်တွေ့ရတယ်တက်မေးကြည့်တော်တော်လေးမျိုးတုံးနေပြောတဲ့ဗတ်တက်တွေ အဲ့ဒီမှာရှိတဲ့တက်တွေကလည်းဒါပုပ္ပလင်ပြောရရင်ပြန်ပြီးတော့တိုက်ခိုက်ခြင်းတဲ့တက်တွေဖြစ်တယ်နော်တိုက်ခိုက်တဲ့နော်အဲ့တော့ sorry နေနဲ့ကလည်းအခုလက်ရှိအချိန်မှာကြားနေပါဗကြားနေဆိုရင်ငင်းငန်းရေးပဲသွားစေခြင်းနဲ့ဘယ်ဘက်ကမှအာမပေးဘူးဒါပေမဲ့အီရန်ဘက်ကနေပြီးအခုအီရန်ကို sympathetic လို့ခေါ်တဲ့ဘယ်လိုခေါ်မလဲစာနာထောက်ထားမှုတွေတွေ့လာပြီဒီကိစ္စမှာ Israel ဘက်ကဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျူးကျော်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုဒေသတွင်းနိုင်ငံတွေတော်တော်များများကတန်တမန်ရေးမှာအီရန်ကအားတာလာတယ်လို့ပြောလို့ရတယ်အဲ့တော့ဆိုလိုချင်တာကအီရန်ရဲ့မြေ area အကျယ်ကြီးပဲအစ္စရေးမြေ area တော့မကျယ်ဘူးအဲ့တော့ရေတိုစစ်မှာကတော့အမေရိကန်နဲ့ဒီအနောက်အုပ်စုကမပါဘူးဆိုလို့ရှိရင်တော့အီရန်ဒီအစ္စရေးအနေနဲ့ကရုန်းကန်ရမှာဘာကြောင့်လဲသူ့ရဲ့မြေ area အဲ့လောက်ထိကျယ်တာမဟုတ်ဘူးသူ့ပတ်ဝန်းကျင်မှာလည်းမယ်တပုံကရှိနေသူ့နားမှာလည်းပါလက်စတိုင်းရှိနေတယ်ဗောနော်အဲ့တော့သူရုန်းကန်ရနိုင်တယ်ဒါပေမဲ့ရေရှည်စစ်မှာကြာလို့ရှိရင်တော့ဒီအီရန်ဘက်ကတဖြည်းဖြည်းနဲ့ဒါတိုင်းတာတစ်ခုထိအောင်မြင်လာမယ်ဗောနော်ကိုတို့အနေနဲ့ကြည့်ရဒီစစ်ပွဲမှာဘယ်သူမှမရှုံးပါဘူးရှုံးမယ်လို့ကိုမထင်ဘူးဗောနော်ရှုံးမလွယ်ဘူးအီရန်ကအခုစောက်ထားတဲ့ဒီနျူကလ িয়ার ဘန်ကာတွေအကုန်လုံးကလည်းဟုတ်မြေပြင်တက်ပေး300လောက်မှာအထိကိုစင်းတယ်လို့ကိုကြားသိရတာဗောနော်အဲ့တော့ကြောင့်မလို့တော့ဒီလေဘယ်ကောင်းအီရန်ဘက်ကလည်းအကောင်းမြင်ဘက်ကကြည်တာပါเนาะအီရန်ကနှစ်ဖက်စလုံးမရှုံးတော့ပါဘူးဒီစစ်ပွဲကရေရှည်သွားမယ်ရေရှည်သွားရင်တော့နှစ်ဖက်စလုံးနစ်နာမယ်အစ္စရေးလည်းထိမယ်အစ္စရေးကကြတော့မြေ area အဲ့လောက်ထိရှိတာမဟုတ်ဘူးရှိတဲ့ခါကျတော့သူ့အနေနဲ့ခေါ်မလို့ထိခိုက်မှုတွေကြီးမယ်เนาะထိခိုက်မှုကြီးလိမ့်မယ်အီရန်အနေနဲ့ကတော့တကယ်မြေ area ကျေကြီးအောင်เนาะတို့မြန်မာပြည်2ဆလောက်2ဆခွဲ3ဆလောက်ရှိမယ်ထင်ပါတယ်တော်တော်ကြီးကိုကျေပါတယ်เนาะအဲ့တော့ရေရှည်သွားမယ်ကိုတို့ကတော့အခုနှစ်ဘူးနှစ်ဖက်ပဲချမ်းမတော့မရက်တည်နေမယ်အခုလိုမျိုးအမေရိကန်နဲ့ဒီအစ္စရေးနဲ့နှစ်ယောက်ပေါင်းပြီးတော့ဟလာဒါမျိုးရုပ်ရှင်ရိုက်တဲ့ကိစ္စမျိုးကြတော့အခုတို့ကဒါနိုင်ကျင့်တယ်လို့သတ်မှတ်တယ်နိုင်ကျင့်လို့သတ်မှတ်အတွက်ကြောင့်မို့လို့တို့အီရန်ဘက်ကကိုတို့ရက်တည်ပါတယ်ပေါ့နော်အီရန်ကကြည့်စနီးရတဲ့အဲ့ဒါဟုတ်တိုင်းရင်းမနိုင်တဲ့ပုံစံမျိုးဖြစ်လာတယ်နော်ကဲဟုတ်ပြီအဲ့တော့ကိုတို့က not ထက်အခုဒီနေ့ပြောပြပါရနော်အစ္စရေးနဲ့အီရန်ကိစ္စလည်းကိုရှင်းပြပြီးသွားပါပြီအဲ့တော့အီရန်ကတို့မြန်မာနိုင်ငံကိုဒီ drone တွေထောက်ပံ့ထားတယ် drone engine တွေထောက်ပံ့ထားတာအခုတို့ဒီအချက်လက်ထောက်ထားတွေကအများကြီးတွေ့ရတယ်နော်အဲ့တော့လောင်စာစီရောင်းလာတာတွေရှိတယ်နော်အဲ့တော့အခုချိန်မှာကိုရီးယားတစုတစ်ဖွဲ့တည်းဖြစ်နေတဲ့အခြေအနေမျိုးတွေဖြစ်တယ်အဲ့တော့မြန်မာအနေနဲ့အမြဲတမ်းလို့အစ္စရေးနဲ့ပတ်သက်လာလို့ရှိရင်ဂျားနေပုံစံမျိုးပဲနေတာတော့တွေ့လိမ့်မယ်နော်ပါလက်စတိုင်းကိုအစ္စရေးဆော်တဲ့အချိန်မှာလေမြန်မာကဘာပြောလဲဆိုတော့ကျွန်တော်တို့စိုးရိမ်မကင်းဖြစ်ရပါတယ်ဆိုတာလွယ်ပြီးတော့ဘသူမှအစ္စရေးဘက်ကတို့ဟလာပါလက်စတိုင်းဘက်ကတို့ဆိုပြီးတော့ရေးဝင်ထောက်ခံရေးတာတို့မြန်မာဒီ NASA ကလောက်တာတွေ့ဘူးလားမတွေ့ဘူးဟုတ်အခုချိန်မှာလေ NASA ကအနေနဲ့ဘယ်ဘက်ချမ်းကိုမှရေးဝင်မထောက်ခံရေးဘူးအဲဒါကြောင့်မလို့သူတော်မှငြိမ်ကုန်တဲ့အချိန်မှာသူအားပေးရတဲ့သူတွေအနေနဲ့ကလည်းဘက်ကွဲနိုင်တယ်နော်ခင်ဗျားတို့အစ္စရေးကိုထောက်ခံတဲ့သူကထောက်ခံနိုင်တယ်ဟိုရင်နဲ့ကကျွန်တော်တို့အစ္စရေးကိုအားပေးထောက်ခံတာပါအခုချိန်မှာကျတော့တစ်ဖက်ကအရန်နိုင်ကျင့်တယ်လို့ဖြစ်လာတဲ့အတွက်ကြောင့်မလို့အီရန်ဘက်ကကျွန်တော်ဘက်ကအီရန်ဘက်ကနေကျွန်တော်ထောက်ခံတယ်ပေါ့နော်ပြောရမယ်။အခုနိုင်ကျင့်တာမကြိုက်ဘူးလေနော်။မတရားဘူး။ကိုမတော်ဆိုရုရှားနဲ့ယူကရိန်းကိုဟောတယ်ဘသူကျူးကျော်တယ်လို့ပြောဟုတ်တယ်ရုရှားနဲ့ယူကရိန်းမှာနော်ယူကရိန်းကိုရုရှားကဝင်တိုက်တဲ့အခါကျတော့
ရုရှားကတနည်းအားဖြင့်ဒီကျူးကျော်သူနော်အကြမ်းဖက်ရန်လိုသူဖြစ်နေတတ်မှတ်တယ်တတ်မှတ်ပြီးတော့ဘောလုံးပွဲမှာလည်းရုရှားအခုဆိုရင်ဘောလုံးပွဲမှာရုရှားပါလို့မရကမ္ဘာ့ဖလားမှာလည်းပါလို့မရဘူးဒီဘယ်နေရာမှာရုရှားကိုဖယ်ချင်ကြတာပေါ့နော်စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်ဟုတ်တယ်ဒါကျူးကျော်တိုက်ခိုက်တာပဲလေနော်အခုလိုမျိုးအစ္စရေးကဒါမျိုးကျူးကျော်တဲ့ခါကျတော့အစ္စရေးပါလက်စတိုင်းကိုကျူးကျော်တယ်ကွာနော်ပါလက်စတိုင်းကိုကျူးကျော်တဲ့ခါမှာလည်းအစ္စရေးကိုခွင့်ရေးတွေပေးထားတော့မယ်စီးပွားရေးအခွင့်ရေးတွေဟဲ့လားဘယ်နေရာမှာဆိုအစ္စရေးကဥရောပနိုင်ငံလိုဖြစ်နေတယ်ထို့တူပဲအခုချိန်မှာလည်းဒီသူကျူးကျော်တာမှန်တယ်ကျူးကျော်တာမှန်ပေမဲ့အစ္စရေးအတွက်ကြတော့အဆင့်တန်းကတစ်မျိုးသတ်မှတ်ပြီးတော့ double standard လို့ခေါ်တာပေါ့နော်အစ္စရေးအတွက်ကြတော့အဆင့်တန်းကတစ်ခုဒီရုရှားအတွက်ကတော့အဆင့်တန်းကတစ်ခုသတ်မှတ်နေတာမျိုးကမ္ဘာနိုင်ငံကြီးတွေကလည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်မင်းတို့အဲ့ဒီမတရားပါဘူးပေါ့နော်အဲ့တော့FAG ကအီရန်ကခဏနေနျူကလ িয়ার ရရမယ်အော်နေ1995တဲ့ဟုတ်ပဲအီရန်နျူကလ িয়ার ရရမယ်ဆိုပြီးအော်နေတာကြာပြီเนาะဒီတိုင်းပဲအတန်လွှင့်ပြီးတော့အီရတ်ကိုလည်းဝင်တိုက်သွားတာပဲเนาะကျူးကျော်နေတာပါအနိုင်ချင်းနေတာပါဆိုဒါနဲ့ပတ်သက်အခုဥရောပပါလီမန်တော်မှာပဲသွေးကွဲနေပါပြီဥရောပပါလီမန်မှာအမှန်တရားကိုပြောတဲ့သူတွေအများကြီးရှိလာပါပြီเนาะတို့မြန်မာပြည်မှာမဟုတ်ပါဘူးဟုတ်ပြီအဲ့တော့တို့အစ္စရေးနဲ့အီရန်ကိစ္စမှာဘယ်သူထောက်ခံတဲ့လဲဆိုတော့ကိုယ့်ကိုစဉ်းစားကြဗျာเนาะအဲ့တော့ကျွန်တော်တို့ခင်ဗျားတို့အစ္စရေးဘက်ကရက်တည်မယ်ဆိုရင်ရက်တည်အစ္စရေးဘက်ကရက်တည်ရင်တော့ဒီအီရန်ကြမယ်เนาะအီရန်ကြလို့ရှိရင်ဒါစဉ်းစားထားမှာကတို့ဒါရုရှားနဲ့အီရန်နဲ့မိတ်ဆွေတွေเนาะရုရှားတိုက်ခိုက်တဲ့အချိန်မှာလည်းအီရန်က drone တွေပို့ပေးတာတွေရှိတယ် drone နည်းပညာတွေပို့ပေးတာတွေရှိတယ်เนาะတရုတ်နဲ့ကလည်းမိတ်ဖက်တယ်เนาะတရုတ်နိုင်ငံကအီရန်ရဲ့နိုင်ငံသားဝင်ငွေတွေတော်တော်များများတရုတ်နိုင်ငံလာတာဖြစ်တယ်အဲ့တော့ပြီးတော့မြန်မာနိုင်ငံမှာခုလက်ရှိလိုအပ်နေတဲ့စီတွေတော်တော်များများကလည်းအီရန်ကပို့ပေးတာဖြစ်တယ် drone တွေကလည်းအီရန်ကပို့ပေးတာတွေများတယ်အဲ့တော့ဒါတို့ကအခုချိန်မှာကဘာကြီးနှစ်ချမ်းကွဲတဲ့ချိန်မှာအစ္စရေးရဲ့တရုတ်အစ္စရေးရဲ့ဒီအမေရိကရဲ့အနောက်အုပ်စုရဲ့တဖွဲအခုအီရန်ရဲ့နော်ရုရှားရဲ့တရုတ်ရဲ့မြန်မာရဲ့မြောက်ကိုရီးယားတဖွဲအဲ့နှစ်ဖွဲ့ကြားထဲမှာဂျားနေထိုင်တဲ့နိုင်ငံတွေကတော့အခုဘယ်လိုခေါ်မလဲဆိုလို့ရှိရင် Saudi Arabia ရဲ့เนาะတချို့နိုင်ငံတော်တော်များများပေါ့ဂျားနေဖြစ်နေကြတယ်အဲဒီတော့ကြောင့်မို့လို့တော့ခင်ဗျားတို့ကိုယ်ပိုင်ရွေးချယ်ခွင့်ပါပဲเนาะကိုမောင်ရေးကြောက်ဖြူအကြောင်းလေးပြောပါအောင်ဆိုတော့ကြောက်ဖြူအခြေအနေကိုကိုတို့ပြောပြမယ်เนาะကြောက်ဖြူကတိုက်ပွဲကျန်းနေတယ်เนาะတိုက်ပွဲကျန်းနေသည်တယောက်လဲစစ်တပ်ဘက်ကလည်းတည်တည်ချာချာရွေးချယ်ခုခံနိုင်မှာကြောက်ဖြူမှာတရင်ကနော်3ရင်းလောက်ရှိမယ်3ရင်း4ရင်းလောက်ရှိမယ်နောက်ထပ်ဒီရေတက်ရှိမယ်နော်နောက်ထပ်စစ်ကူတွေထပ်ပို့လာတွေရှိတယ်အဲ့တော့အသေးချာတခုကတော့ကြောက်ဖြူက AA ကစစ်ရေးအဖြစ်ဆိုလို့ရှိရင်အသာစီးမဟုတ်တော့မှပဲကိုယ့်ဘက်ကပေးဆက်ထားရတာတွေရှိတယ်ပုံမှန်အားဖြင့်ကြောက်မင်းတက်တောင်တို့နော်ဒီအဲ့ဘက်ချမ်းတွေမှာစစ်ပွဲကကြီးမားတာဖြစ်တယ်အဲ့တော့မင်းတက်တောင်ကအခု AA လက်အောက်ကိုရောက်သွားပြီဆိုတဲ့ကတနည်းအားဖြင့်ဒါကကိုယ့်ဘက်ကနောက်ဆုတ်ရတာလေနော်အဲ့တော့အဲ့ဒါကိုကြည့်ပြီးစစ်တပ်ကြီးတာနေပါလို့ပြောလို့ရပါမလားမလွယ်ဘူးလေအဲ့လိုပြောနေတယ်ကိုယ်ကတစ်ဖက်ပိတ်ဖြစ်သွားမယ်အဲ့ဒီကိုဆက်ကြော်လာမယ်ဟေးဆိုရှင်ပြိုင်စစ်ကေရွာကလည်းပျက်စီးသွားပြီပြိုင်စစ်ကေရွာမှာလည်းတိုက်ပွဲကပြင်းထန်နေတယ်အဲ့တော့အဆိုလိုချင်တာက AA ကခြေလန်း2လမ်းထပ်တိုးသွားပြီအဲ့တော့ကိုယ့်ဘက်ကအမှန်တကယ်ကိုယ့်ဘက်ကတာယိုးမှန်လို့ရှိရင်ပြိုင်စစ်ကေကိုကထိန်းထားနိုင်အောင်ဖြစ်တယ်လို့မင်းတက်တောင်ကိုကသိမ်းနိုင်အောင်ဖြစ်တယ်အဲ့တော့ကိုယ့်ဘက်ကခြေလန်း2လမ်းရှုံးလိုက်ပြီဒါပေမဲ့ကြောက်ဖြူမျိုးကြီးတစ်ခုလုံးတိုင်းတာအနေနဲ့ကတော့အခုချိန်ဒီခုခံကာကွယ်နေတယ်ခင်ဗျားတို့ရဲ့ကာချုပ်ကြီးဆိုခင်ဗျားတို့မေးကြပါနော်အခုချိန်ထိခုခံကာကွယ်နေတုံးပဲလားပေါ့နော်တိုက်စစ်တွေမဖော်ဆောင်တော့ဘူးလားအီရန်က drone တွေယာနဲ့ချီချလို့ချသမ်းပါလားအဲ့ပုံကိုတို့ကတတ်မှန်ပေါ့နော်အခုချိန်ထိဒါတို့ရဲတပ်ရင်32ဟိုတနေ့ကပေါ့နော် gate အရှိထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ကြားသိရတယ်ဒါမဲ့လည်းပြန်ဆုတ်သွားပါပြီအဲ့တော့ဒီပြိုင်စစ်ကေကဂငယ်ကွေးဘက်မှာရှိတယ်နော်ဂငယ်ကွေးပုံစံမျိုးပေါ့ပြိုင်စစ်ကေရဲ့နောက်ထပ်ဒီဘက်ချမ်းပေါ့တို့မလက်ကျွန်းဘက်အထိမှာအဲ့ဘက်ချမ်းမှာတိုက်ပွဲစစ်မျက်နှာနှစ်ခုကဖွင့်ထားတယ်လို့ကိုကြားသိရတယ်အဲ့တော့သူတို့ဝင်ပေါက်ကလည်းဒီရဲတန်32ပေါက်ရယ်အဲ့ဒီမလက်ကျွန်းပေါက်ရယ်ရှိအဲ့ဘက်ချမ်းမှာတရုတ်ဆိုင်တွေရှိတာပေါ့နော်အဲ့တော့ဆိုလိုချင်တယ်
ကိုဘက်ကအခုချိန်ထိခုခံကာကွယ်နေတော့မှာပဲနော်ကြောက်ဖြူမျိုးကြီးကိုထိန်းထားနိုင်မယ်လို့တော့အေးအနေနဲ့ဒီတဲ့ဆက်တိုးလာရင်ဒီပေါ့အထက်ရရှိတဲ့ဆောင်ရွက်ချက်တွေပေါ်မှာလည်းအများကြီးမှုတည်ရလေနော်အခုချိန်ကြီးကတော့ကြောက်ဖြူမျိုးကရေခဲပါလို့ပြောလို့ရပါရေခဲပါပဲနော်ရတဲ့ရင်30နှစ်ဟိုတနေ့ကဒီလေရင်ငွေးနားကိုလက်နက်ကြီးနှစ်ခုနှလုံးကျပါဆိုသူတို့ဘက်ကတင်တာရှိတယ်မလားအဲ့သတင်းကိုကြည့်ပါတယ်ကြည့်တဲ့အခါမှာတော့အတိုင်းတာတခုဒီအဲ့သတင်းကမှန်ပါတယ်နော်အဲ့တော့အရှိတိုင်းပဲပြောပါခင်ဗျားတို့အခုဘာကြောင့်လဲဆိုတော့ဒီကြောက်ဖြူနဲ့ပတ်သက်လာလို့ရှိရင်ဘာမှမသိတဲ့ channel လေးတွေကတခါတည်းဟိုဘယ်လိုခေါ်မလဲဆိုရင်အေးဆေးပါတို့နော်ဘာမှမဖြစ်ပါဘူးတို့ဆိုတော့အောက်ချီကိုသတင်းဖုံးတယ်အဲ့လိုသတင်းဖုံးလို့ပဲတို့အောက်မှာစခန်းတွေအများကြီးကြနေကြပြီနော်အဲ့ဒါကြောင့်မို့ကိုတို့ကသတင်းဖုံးမှာမဟုတ်အရှိကိုအရှိတိုင်းပြောမှာပဲဖြစ်တယ်ဟိုတနေ့ကဆိုလို့ရှိရင်ကိုဘက်က4ယောက်သူတို့မိသွားတယ်မိတဲ့ခါမှာသူတို့ရုပ်ရှင်နဲ့သူတို့ရဲ့ဒီဗီဒီယိုဖိုင်ထဲမှာတွေ့တော့ပေါ့ကွာတယ်လီတက်လိုက်တယ်ဒါအမှန်ပဲ4ယောက်အဲ့တော့ကိုဘက်ကကြောက်တယ်သူတို့ဘက်ကမကြောက်ဘူးလားဆိုတော့သူတို့ဘက်ကလည်းပိုးစပတ်သက်သေးတာအဲ့ဒီတို့ဘယ်လိုခေါ်မလဲဆိုတော့ပြိုင်စစ်ကေတကြောမှာနော်အေးအလောင်းတွေပုံနေတာပဲအေးလည်းပိုးစပတ်သက်သေးတာစစ်တပ်ကလည်းလက်နက်ကြီးနဲ့ထုတာဘယ်သူကဒီဒူးပုံးရတော့ဖြစ်မလဲကွာအဲ့လောက်လည်းမင်းတို့အဲ့ဒီရခိုင်တွေရခီးတွေကလည်းနားလေကြအောင်မင်းတို့လည်းအေးလည်းပိုးစပတ်သက်သေးနေတာနော်အဲ့တော့ drone footage တွေမှာကြည့်လိုက်လို့ရှိရင်အေးတွေတေးတာပုံနေတာပါပဲမသိအေးရ Power Ranger လိုမျိုးနော် Power Ranger လိုမျိုးဒါနိုင်ပါလေလို့ပြောပြီးမှမင်းတို့အဲ့ဒါကြောင့်မန်နကယ်ဆိုရင်ဟုတ်လို့လားကွာဆိုတဲ့ခါကျတော့ဒီသတင်းကတော့မယုံနဲ့ဘာကြောင့်လဲဆိုတော့ကိုမောင်ကရဲဘက်ကကြားတယ်ဟလာစစ်တပ်ဘက်ကကြားတယ်နော်ဆိုလို့ရှိရင်မင်းတို့ယုံမင်းတို့တစ်ဖက်ပိတ်အဲ့ဘက်ကပဲပေါက်ဝင်တယ်ဒီဘက်ချမ်းကကြအေးရကြပါလေလို့ပြောလို့ရှိရင်မကြောက်အဲ့ကြောင့်မလို့မင်းတို့လည်းမင်းတို့စိတ်ချမ်းသာအောင်ပြောဘာကြောင့်လဲဆိုတော့ကိုလိုက်မှလာကြည့်နေတယ်ဆိုပါစိတ်ချမ်းသာအောင်ပြောမယ်နော်မှန်တကယ်ဟုတ်လားမင်းတို့စိတ်ချမ်းသာအောင်ပြောတဲ့သတင်းပေါ့ကွာနော်အေး lobby လိုမျိုးကိုပြောပေးမယ်နော်ပြိုင်စစ်ကေကိုဝင်တိုက်တယ်မင်းတက်တောင်ဝင်တိုက်တဲ့အခါမှာနော်အေးကအင်းအားထောင်ကျော်နဲ့ချုံဝင်တိုက်တာဒါထောင်ကျော်ဝင်တိုက်တဲ့အခါမှာကြတာတယောက်တည်းကျန်တဲ့2ယောက်ကဒူးပွန်းချေပွန်းလာပါချေအဲ့1ယောက်တော့မှမဲပေါက်မဲမပေါက်လို့ရှိရင်အဲ့ကောင်မကြောက်ဘူးလေဟုတ်ပါလားနော်မဲပေါက်လို့အဲ့ကောင်ကြတာမင်းတို့အဲ့ဆိုလို့ရှိရင်မင်းတို့အေးရခီးလေးတွေမင်းတို့ကျင်နေမယ်လို့ထင်တယ်နော်မဆဲတော့မဆဲနဲ့ဟလားအကိုကောင်းကောင်းမွန်တော့မင်းတို့စိတ်ချမ်းသာပြောပြပြီနော်ကိုကစစ်တပ်ကြတယ်ပြောရင်မင်းတို့ယုံတယ်နော်အေးကြတယ်ပြောလို့ရှိရင်မယုံအဲ့တော့မယုံပါနဲ့နော်အဲ့ဒါကြောင့်မို့လို့မင်းတို့မယုံအောင်လို့ကိုပြောပေးမယ်နော်ယုံအောင်လို့ပြောပေးမယ်အေးကတယောက်ပဲကြတယ်အဲ့တော့မှမဲပေါက်တာမဲနိုင်ရသေးတယ်နော်တော့မဲနိုင်ပြီးတော့မှကြာဟလားမင်္ဂလာပါရှေ့ကိုမောင်မင်္ဂလာပါအေးဘက်ကစီရေးအရန်ကျွနေပြီကော့ဂရိတ်ချင်းတွေပြောရမှာကော့ဂရိတ်ချင်းတွေပြောရမယ်ကျွန်တော်အကောင်းဆုံးပြန်လာခဲ့ပါမယ်နော်ကော့ဂရိတ်ချင်းတွေကျွန်တော်ဆက်လက်စုံစမ်းပါအောင်မယ်နော်အဲ့တော့မင်းတို့ရခီးရလည်းခတ်တယ်အဲ့တော့အခုဒါကကြောက်ဖြူချင်းတွေပေါ့ကြောက်ဖြူချင်းတွေဒီတိုင်းဆက်သွားမယ်ဆိုရင်တော့တစ်ဖက်ကအခုလက်ရှိအခြေအနေမှာအေးဘက်က3နဲ့စနိုက်ပါလေကိုယ့်ဘက်ကစနိုက်ပါတွေနဲ့အင်အားကွာတယ်နော်အင်အားကွာတဲ့ပုံစံမျိုးဖြစ်တယ်သူတို့ဘက်ကစနိုက်ပါတွေကအဝေးပြထောက်ထားတာရှိတယ်အဲ့တော့ကောင်အမှန်တည်းမင်္ဂလာပါကိုတမန်အေးဘက်ကလည်းတည်တယ်နော်ခင်ဗျားတို့အေးဘက်ကလည်းမင်္ဂလာပါပြောရင်စစ်တီကပို့မလောက်အဲ့ကောင်လေးနဲ့ပို့မလောက်လို့ဟုတ်မောင်တော်ဘက်ကနေပို့တယ်မောင်တော်မှာအခုသူတို့ထားလာတာကသူတို့ဂီလာနာတွေဒီဒဏ်ရာရတဲ့သူတွေအားလုံးမောင်တော်ပို့တာများတယ်အေးဘက်ကလည်းနော်ဟိုတနေ့ကမိုင်နိုင်39ကြားလောက်မှာအာဆာနဲ့အေးနဲ့တိုက်ပွဲပြင်းထန်တယ်ဟိုဒေတာသတင်းတွေကကြည်ရတယ်ကြားသိရတယ်ဗောနော်အဲ့တော့တော်တော်သိကြပါတယ်အေးအဲ့မှာလဲအခုကြောက်ပြူအခြေအနေပြီးသွားတဲ့ခါမှာကိုတို့ကြားသိရနောက်ထပ်စစ်သတင်းလေးတွေပေါ့နော်ဘယ်ဘက်ချမ်းရှိအောင်မလဲကြောက်ဖြူပြီးလို့ရှိရင်နောက်တော့ဘကိုးဘက်ကလည်းဘကိုးဘက်ကတော့သူတို့ပြန်ပြီးတော့ငြိမ်နေတယ်အေးဘက်ကနော်အေးဘက်ကငြိမ်နေတယ်ဘကိုးဘက်ကနောက်ထပ် ARO အတိုင်းတာအနေနဲ့ဆိုလို့ရှိရင်တော့ ARO မှာတော့ဟိုတနေ့အောင်ဖြစ်ပါတယ်မနေ့ကဒီနဲ့ဝိုင်တွဲနဲ့နော်35လုံးတီကျဲတာပါကျဲတဲ့အခါမှာတပုံရှိတဲ့နေရာတွေတော်တော်များအောင်ကျဲသွားပါပြီနော်စော်လာမနေ့ကတော်တော်စော်ပါတယ်
နောက်ပိုင်း ARV နဲ့ပတ်သက်ပြီးတော့အခုအောက်ခြေမှာရှိတဲ့တက်တွေနေနေစနေမရတော့ပါဘူးเนาะ ARV သားတွေဝိုင်းဝန်းကူညီဖို့တော့ခင်ဗျားတို့ဝိုင်းဝန်းကူညီမှုလိုတယ်အဲ့တော့အခုနောက်ပိုင်းတက်တွေသူချဖို့ချဖို့တော့မျှော်လင့်ထားတယ်ပေါ့နော်အာဆာကိုအပိထောက်ခံပါတယ်အာဆာကိုချစ်တဲ့ဗမာလူမျိုးပါအာဆာနိုင်ပါစေတော့ရန်သူကိုယ်မိတ်ဆွေပဲလေဟုတ်လားအဲ့လိုပဲတတ်မှတ်မှာပဲအေကိုပြေးမယ်ဆိုတော့ဘယ်ဖွဲ့စည်းဖြစ်ကိုတို့ရဲ့ရန်သူဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဖွဲ့စည်းကိုတို့ကြိုးဆိုတယ်နော်ဒါပဲအေကိုသာပြေးအဲ့တော့ထို့တူပဲဒီစစ်တပ်ကိုပြေးမယ်ဆိုလို့ရှိရင်အဲ့ဒီနီဘိန်းအုပ်စုကဟုတ်လားအကုန်လုံးဘောလိုက်မှာလေနော်နောက်သုံးကောင်ဘောလိုက်မှာ KIA ဘောလိုက်မှာအကုန်လုံးမှာကြမှာပဲနော်အဲ့တော့ ARV တိုင်းတာအနေနဲ့တိုက်ပွဲတွေ ARV သတင်းတွေကိုပြောတဲ့အချိန်မှာလည်းအဲ့ဒါကွာ ARV သတင်းဖုံးနေသူတွေအများကြီးပဲဘာမှမညာမှန်းတာမသိတာအဲ့သတင်းဖုံးနေတဲ့ပုံကြီးရှိတယ်ကိုတို့ကလည်းအရှိကိုရှိတိုင်းသိကိုသိတိုင်းပြောပြပေးရနော်နိုင်ငံသားကပ်ပေးလိုက်တယ်အပေးရမှာပေါ့အခုနိုင်ငံမှာမွေးတဲ့သူတွေအားလုံးကနိုင်ငံသားရအောင်နော်လူမျိုးရေးပါလာမျိုးအကုန်လုံးတို့နိုင်ငံဒီလိုနေတာပါတို့ကကလာမုံတရုတ်မုံမရှိပါဘူးနော်ဗုဒ္ဓဘာသာတွေပါကဲဟုတ်ပြီအဲ့တော့ကျွန်တော်လည်းမင်းတို့ဗာသိကျင်ကြသေးလဲခုတော့ဘိုင်စကနေသိရင်လည်း PDF အလံဘာလို့မထောင်တာလဲကိုမအဲ့မေးဘူးမင်းမေးရကြတယ်ပါနော်အဲ့ဒီ PDF အလံမထောင်တာ PDF ကိုတို့ကစင်းတဲ့ကိုမထည့်တော့တာပါနော်ကဲဟုတ်ပြီကိုလက်ပြောချင်တာပြောပါဦးမိုက်ဖွင့်မယ်နော်ဟုတ်ပြီအဲ့ဆိုပြောဆိုရှင်တော့အားလုံးနားထောင်နေရများတယ်နော်အခုမှချလိုက်နားထောင်အောက်ကနားထောင်လိုက်ပါမြင်လိုက်ရင်တက်မလို့ကတုံမှန်းနေအများဆုံးပဲကိုမောင်းနဲ့စောင်းပုံနဲ့တခြားစီအေးပေါ့ကိုဘက်ကစစ်တိုက်တဲ့ပုံစံတွေမှာအသုံးမကျတာပေါ့နော်ကိုဘက်ကG1 ဆင့်လဲကြောက်ဖြူမှာအရှင်ဖန်းငံထိတယ်ဟိုတနေ့ကဒူးထောက်နေတဲ့ပုံဟုတ်လားG1 ကအရှင်မိတာအဝိုင်းခံရတာနောက်ဆုံးပဲဘာမှလုပ်လို့မရအဆုံးတော့လက်နဲ့ချသွားတာအဲနောက်တော့ပထမတစ်ယောက်ကဗျူဟာမူးကကျသွားတာနော်ကြောက်ဖြူမှာပဲကိုဘက်ပေးဆက်မှုတွေတော်များပါတယ်ဟိုတနေ့ကသူတို့ပြောသလိုသူတို့ဘက်မှာအလင်း9ယောက်90အလင်းဝင်တယ်ဆိုတာကကိုလိုမြေပြင်ကိုဆက်လက်စုံစမ်းကြည့်တယ်ပေါ့နော်စုံစမ်းကြည့်တဲ့အခါမှာမဟုတ်ပါဘူးနော်မဟုတ်ဘူးဘယ်ကစစ်သားတွေအလင်းဝင်နေတာမသိဘူးကြောက်ပြစစ်သားတွေတော့မဟုတ်ဘူးနော်အဲ့တော့ကြောက်ပြကနေပြီးဆက်သက်ပြတ်နေတဲ့စစ်တီတွေအားလုံးကတို့ပြိုင်စစ်ကင်းနဲ့3မိုင်ကျော်လောက်မှာနော်ပြိုင်စစ်ကင်းနဲ့3မိုင်ကျော်ပြင်ချေပေါ့ပြင်ချေမှာသွားပြီးတော့နောက်ဆုံးဆက်သက်ပြန်ရတယ်ဆက်သက်ပြန်တဲ့အတွက်ကြောင့်မလို့ဒီသူတို့စီမှာလင်းသွားဝင်နေဆိုတာမဟုတ်ပါဘူးနော်